ဝင်းကြီးအစ်စ်နဲ့ရှင်တန်နေရတဲ့အခါအမေအိမ်အလေးကိုသားလေးအချိန်တိုင်းလူလွန်ပူမိတဲ့လေပြန်လာခြင်းပေမဲ့လေရှိမကြမပြေတော့နေလို့မိသားစုခက်ခဲများကိုအပြေလဲနိုင်ဆုံးဖြစ်အောင်အဖေနဲ့မိကိုသားထားခြင်းနဲ့လေမပြေတော့နေတဲ့ဘဝကြီးတွေကဒီတစ်နှစ်တော့သားကျူသာမယ်နိုင်ငံရချာကနေအမေအိမ်ကလေးကိုလေသားတယောက်နေတယ်လို့